ထဲပဲရှိတယ်ကြိုက်တယ်ဆိုရင်တစ်ခါလေးယူလိုက်နော်ဒါလေးကကြတော့မင်္ဂလာရောင်လေးဒါလေးကဓာတ်တုံးလေးသူကတော့ချိတ်ပုံစံလေးကတိတိတွယ်လေးဖြစ်စီတယ်ဈေးနှုန်းလေးက3,300နဲ့ရောင်းပေးမယ်ပရီမီယံပိုးသားလေးကိုမှဟောပေါ့လေခိုက်ခွဲကြော်ပါတဲ့အုပ်ကလေးဒီရောင်ဆက်ကလေးဆိုရင်ရှားပါကာလာလေးဖြစ်ပါတယ်နော်သူရဲ့အရောင်ဆက်ကလေးကလုံးဝရှားပါညညို့လေးကြိုက်တယ်ဆိုရင်အစမ်းလေးတွေမှာရွေးချင်တဲ့လူတွေပူပါနော်အရောင်အရင်မိုက်တယ်ဒါလေးဒီရောင်လေးကနံပါတ်လေးက193တယောက်ပေးရမယ်ဒီပုံစံဒီရောင်ဒီထထတယ်နော်ဒါလေးကကြတော့ပန်းရောင်ကဲချစ်စရာကောင်းလိုက်တာပန်းလေးဂျိတ်ပုံစံကွဲပါမယ်ဒီဂျိတ်ကဒီလိုပုံစံလေးပါနော်ဖေးလေးပါတယ်ဒါကလည်းတစ်ပင်နဲ့ခက်ကလေးပါရှင်အိုးဒီဂျိတ်ကလေးကလည်းကိုက်ကြီးတော့သူကကိုက်နေနဲ့ပို့ပြီးတော့ကြီးပါမယ်ငါးကိုက်နီးနီးလောက်တောင်ပါနေတာလေးကနော်အယောင်လေးကလုံးဝ cute တိုက်လေးပါအယောင်အခန့်ကောပန်းချီအဖောက်ကလေးကတကယ်ကိုမင်္ဂလာအယောင်လေးနဲ့နုနုဖဖက်ကလေးလူအသားပို့ပြီးတော့လင်းကြည့်သွားစေတဲ့အယောင်မျိုးလေးเนาะ294လေးပါပွဲထည်အနေနဲ့ဝန်းလို့အထည်တယ်ပြီးတော့လက်ဆောင်လေးလည်းထည်တယ်ဒီအထည်လေးတွေကဒီချိတ်စင်လေးတွေကညဘက်ပွဲတွေဝေးရမယ်ဆိုရင်တော့ပဲသူက elegant ဖြစ်တယ်เนาะကြိုက်တယ်ဆိုရင်ယူဖြစ်အောင်ယူပါ premium ပိုးသားလေးပါရှင်ဆက်သွယ်အားပေးပါဦး